GD ဆိုတာဘာလဲ GD ကဘာလဲဆိုတာမပြောခင် GD ရဲ့အရှိကကိုကြည့်ကြရအောင် General Education Development သူ့ရဲ့အဓိပ္ပာယ်ကအထွေထွေပညာရေးဖွံ့ဖြိုးတိုးတက်မှုလို့အဓိပ္ပာယ်ပြန်လို့ရပါတယ်သူ့ရဲ့ရည်ရွယ်ချက်ကအထက်တန်းမပြီးခဲ့တဲ့လူတွေအိမ်တွင်းအဆင်မပြေမှုနဲ့မျိုးမျိုးသောပြဿနာအကြောင်းကျောင်းမပြီးသေးခင်ကျောင်းထွက်ခဲ့ရတော့လူတွေအတွက်အစားထိုးအထက်တန်းအောင်လက်မှတ်ရစေဖို့ဖြစ်ပါတယ် GD မှာဘာသာတွေပါလဲ Math RNA Science Social Study ဒီလူမျိုးထဲမှာကျောင်းသားတွေအကြောက်ဆုံးဘာသာတစ်မျိုးရှိပါတယ်သူရတဲ့အတိုင်းပဲ RA ခေါ် Reasoning Taught Language Art ပဲဖြစ်ပါတယ်ချုပ်စာတော်ရဲ့ကျောင်းသားတွေမှာတောင်ခေါင်းတော်စားတာကိုတွေ့ရှိရပါတယ်ဘာလို့လဲဆိုတော့ RA စာမိုးဘက်က150မိနစ်ခန့်ရှိရယ် Reading Writing Listening အားလုံးပေါင်းပြီးဖြေရတာဖြစ်လို့ pressure တော်တော်များပါရဲ့ဗျအခုဆိုတော်တော်လေးနားလေလောက်ပြီလို့ထင်ပါတယ်သိချင်တာရှိရင် comment မှာမေးတော့လို့ရပါတယ်အားနဲ့တန်းအားပြီးပြန်ပြီးပါမယ်ဗျ